Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဒီနေ့တနေ့ကလေးဒီနေ့ပါလာပြောပြရအောင်ရှင်ကျွန်မအယူကြီးချိုးရပါမယ်ခုဘယ်နှစ်နာရီလဲဆိုတော့နာညနေ9 နာရီ43မိနစ်ပါရှင်ဘာမှတူကြည့်ရအောင်ဘာမှတူစကားပြောကျွန်မအိမ်ပြန်လာပါမယ်အိမ်ချွတ်ဒါတော့ကျွန်မရဲ့ဖက်နဲ့လေးလာဖို့ဖက်နဲ့ကိုတော့ပြပါမယ်ကျွန်မကတော့စီပွားချင်နော်ကျွန်မအဆောင်မရမှုပေါ့ကျွန်မရဲ့အမေနဲ့ဖေကအလုပ်လုပ်တာပါဟိုးမှာပြန်ဟိုးမှာကျွန်မအမေနဲ့ဖေနဲ့လုပ်တယ်နေပါထားကြအဆောင်ပေါ့နော်အဆောင်တော့မဟုတ်ပတ်စံပေးကြမလို့တတိယရပို့ကောင်းပါတယ်ကျွန်မတို့ပြပါမယ်ကျွန်မတို့ဘဘကတကားဖွင့်ပြီးတော့အမေအောင်နေရတာကျွန်မတို့ကဲတဆွေးကျွန်မတို့ပါဝင်ကြည့်ကိုတော့ပြပါကျွန်မပြပြရရင်ရှိပါတယ်ဒါချမောက်ပြီးစိုက်ထားတာပါကိုတီးတယ်ဒါတော့ဆိုတော့ညာဟိုမှာတတိလားဟုတ်တယ်အမေပြောတာလေကျွန်မအမေတတိလာမယ်လို့ပြောထားပါတယ်အခုတော့တတိကိုတွေ့ပါတယ်ကဲနင်းနေပါပါပဲကြိုက်ပါမယ်ရှင်မလေးရှူခါဒါကျွန်မရေချိုးရနေပါဟိပေါ်မှာပဲရေချိုးပါတယ်ခရီးရဆိုကျွန်မရေချိုးနေပါခါကြရပေါ်မှာတက်ကြည့်ပါဟဲကျွန်မနေမှာပါလားsorry ပါကျွန်မညမအယောလေးပါကျွန်မအိတ်တင်ရပြတယ်ကျွန်မအိတ်တယ်ခကြီးမှာဒါပေမဲ့ခကြီးမခင်းရဘူးကျွန်မအမစူထားတဲ့ပတ်စံပြနော်ဒါပေမဲ့ပြမှုတော့ရှိရချင်းနေတယ်အရှင်တို့ပြပွဲနေကြတော့ပါကျွန်မတို့ထုံဆိုင်နေတယ်နော်ဒီဗီဒီယိုလေးရတဲ့လာပါအားလုံးပဲပါကြည့်စုပြရတဲ့ချစ်စီမှာအားလုံးပါနော်နာမည်အချင်းမို့ပါတချင်းအဲ့ဒါဆိုပါနေရောလိုက်လေးပြပြောကမလေးမှာလည်းတခုပြောပေးပါဟောဒီလေးလုပ်ပြီးတော့နော်ကဲဒီနေ့ပြတော့အားပါပါပဲညီမလေးဘိုင်